အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့ပရိသတ်တွေအားလုံးစိတ်ဝင်စားနေကြတဲ့ပွဲကြီးတစ်ပွဲဖြစ်တဲ့ Newcastle United နဲ့ Barcelona အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသပ်ဆွေးနွေးပေးသွားမှာပါဗျာအရင်ဆုံး Ancient Newcastle အသင်းဘက်ကိုကြည့်လိုက်အောင်သူတို့ဟာဒီရာသီအထွတ်မှာ performance အတက်အကျအနည်းငယ်ရှိပေမဲ့ Newcastle ရဲ့အထူးအားသာချက်ကတော့ပွဲကြီးတွေမှာအကောင်းဆုံးတုံ့ပြန်နိုင်တဲ့စိတ်ဓာတ်ပါပဲဗျာအထူးသဖြင့်အိမ်ကွင်းမှာကစားတဲ့အချိန်ပရိသတ်အားနဲ့ energy မြင့်မြင့်နဲ့ကစားတတ်ပြီးပြိုင်ဘက်အသင်းကြီးတွေကိုပါအခက်တွေ့အောင်လုပ်နိုင်တဲ့မှတ်တမ်းကောင်းတွေရှိထားပါတယ်ဒီပွဲမှာလည်းသူတို့ရဲ့ defensive discipline နဲ့လျှက်တစ်ပြက် counter attack တွေကဘာစီလိုနာအတွက်အကြီးမားဆုံးချိန်ညောင်းမှုဖြစ်လာမှာပါဗျာကဲဧည့်သည်ဘာစီလိုနာအသင်းဘက်ကိုဆက်ကြည့်ရအောင်ဗျာဘာစီလိုနာကတော့လာလီဂါဂျာထိပ်မှာရက်တည်နေပြီးယာဒီတစ်ခုလုံးစွမ်းဆောင်ရည်ကအတော်လေးတည်ငြိမ်နေပါတယ်ဗျာပြီးခဲ့တဲ့အပတ်ကဘီလ်ဘာအိုကိုနိုင်ခဲ့တဲ့ပွဲမှာလည်းလာမင်ယာမယ်ရက်သွင်းကိုကသူတို့ရဲ့ confidence ကိုပိုပြီးမြင့်တက်စေခဲ့တာပါဒါပေမဲ့ tactical side ကနေကြည့်မယ်ဆိုရင်တော့ဘာစီလိုနာရဲ့ defense line မှာ space တွေပေါ်လာတတ်တာကိုတွေ့ရပါတယ် high attacking line တက်ကစားတဲ့အချိန်မှာ Newcastle လို pace မြန်တဲ့အသင်းရဲ့ counter attack ကိုခံရဖို့အခွင့်အရေးအများကြီးရှိနေပါတယ်ဗျာဒီပွဲရဲ့ tactical matchup ကိုကြည့်မယ်ဆိုရင်ဘာစီလိုနာကဘောလုံးပိုင်ဆိုင်မှုယူပြီးတိုက်စစ်မှာချစ်တယ်လို့ Newcastle ကတော့ compact ထက်တဲ့ခံစစ်နဲ့တံပြန်တိုက်စစ်ကိုပဲအားထားလာမှာပါဒါကြောင့်ဒီပွဲဟာအပြန်အလှန်6သွင်းခွင့်တွေပေါ်လာမဲ့ open game တစ်ပွဲထစ်လာမှာသိချပါတယ်ဗျာကျွန်တော်ရဲ့ final prediction ကတော့ဘာစီလိုနာက form ကောင်းမိပေမဲ့အိမ်ကွင်းမှာအယမ်းမာတဲ့ Newcastle ဟာအနည်းဆုံးတရေသမဒါမှမဟုတ်အနိုင်ရလက်အထိရယူသွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်ဗျာ scoreline prediction အနေနဲ့ 1-1 သို့မဟုတ် Newcastle 2 goal လောက်နဲ့နိုင်သွားမယ်ဆိုတဲ့ရလက်တွေထွက်လာနိုင်ပါတယ်ဗျာမိတ်ဆွေတို့ရဲ့ခန့်မှန်းချက်တွေကိုလည်း comment မှာမျှဝေပေးခဲ့ပါအောင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရဲ့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ် match analysis တွေမှာပြန်တွေ့ကြမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်